ပိုင်9ရဲ့အစမှာတော့ဘူမူကြီးက runner ကိုလူကူတိုအန်ဒီရောက်နေပြီဆိုကလာပြောနေပါတယ်။တစ်ဖက်မှာလည်းစံကေကိုင်းအကောင်တွေကစုဝေးနေကြကဟီမီနိုကလည်းအဝူကြီးရဲ့နောက်ကိုလိုက်နေပြီးဒီလိုနဲ့စံကေကိုင်းရှိရစီကိုရောက်သွားကအဝူကြီးကသူ့ကိုင်းထဲကိုဝင်ဖို့ဟီမီနိုကိုပြောလာပြီးဟီမီနိုကညင်လိုက်တာကြောင့်အဝူကြီးလည်းဒါဆိုတိုက်ခိုက်ရမှာပေါ့ဆိုကပြောနေတဲ့အချိန်လူကူတိုတို့ကစံကေနဲ့ရောက်ချလာပြီးဟီမီနိုလည်းစံကေကိုင်းအကောင်တွေအထင်နဲ့နံပါတ်3နဲ့ရိုက်ချလိုက်ပါတယ်။အဲ့ဒီအချိန်မှာအဝူကြီးကရန်ဖြစ်တာမျိုးကိုမလုပ်တော့ပဲစိတ်ဝင်စားဖို့ကောင်းတဲ့ဦးနီရှိမဂိုင်းရဲ့ပြန်ပွဲအကြောင်းကိုရှင်းပြလာပါတယ်။တစ်ဖက်မှာလည်း runner ကိုဂိုင်းသားတွေကနောက်ရှင်းနေပြီးရန်ပွဲအကြောင်းကိုကြားလိုက်ရတာကြောင့် runner ကလည်းနောက်ကနေလိုက်ချလာခဲ့ပါတယ်။အဝိုးကြီးကပြန်ပွဲအကြောင်းကိုရှင်းပြနေခဲ့ပြီးစီမင်းကတော့စံကေစင်ပြေတန်းဖြစ်ကြောင်းကိုသိလိုက်ရပြီးနောက်ထပ်စီမင်းအနေနဲ့ကတော့လူကူတူကသူ့နောက်ကနေလိုက်စီးရမှာဖြစ်ပြီးစံကေဘောပြုတ်ကြရန်အရှုံးလို့တမ်းမှမဖြစ်ကြောင်းနောက်ပြီးတော့ဟီမီနိုတို့အဖွဲ့ကသူတို့နောက်ကနေဖန်စီရမှာဖြစ်ကြောင်းကိုပြောပြလာပါတယ်။လူကူတူလည်းလက်ခံလိုက်ပြီးအဝိုးကြီးကိုအာရဖာရဖတ်ထားလိုက်ကအဲ့လိုနဲ့ပွဲကစတင်လာပြီးအဝိုးကြီးကသူတို့ကြောင်းအနေထက်သွားလိုက်ပါတယ်။ဟီမီနိုတို့ကလည်းနောက်ကနေလိုက်လာခဲ့ပြီးဖြစ်ချင်တော့ဘဲလီကမတ်တရပြီးစီးနေတာကြောင့်လူကူတိုလည်းမစ်စီတော့မဖွင့်နိုင်တော့ပဲဖြစ်နေရကတစ်ဖက်မှာလည်းဝတ်တုတ်ကိုဂိုင်းသားတယောက်ကရိုက်ဖို့လုပ်နေချိန်အီနူမာကလည်းစက်ခွဲကိုကန်ပေးလိုက်ပါတယ်ဒီလိုနဲ့အီနူမာကနောက်ကလိုက်လာနေတဲ့လူဆိုးတွေကိုသူ့ဆိုင်ကယ်မောက်ပြီးချောတိုက်ပေးလိုက်တာကြောင့်လူဆိုးတွေကမောက်ကုန်ကြပြီးဒါကိုမြင်လိုက်တဲ့ဝတ်တုတ်လည်းအံ့ဩသွားကလူမိုက်တွေကအီနူမာရဲ့ယူမိုက်တဲ့ပုံစံကိုလှမ်းသွားကြပါတယ်အဲ့အချိန်ဆိုင်ကယ်နဲ့လူဆိုးတယောက်ကဝင်ချလာပြီးအီနူမာကလည်းထိုးချလိုက်ပြီးမဲ့လူဆိုးကရှောင်ထွက်သွားတာကြောင့်ဘုံမူကြီးကလည်းလူဆိုးကိုလိုက်ထင်ဖို့အတွက်နောက်ကနေလိုက်ချသွားခဲ့ပါတယ်။အီနူမာနဲ့ဝတ်တုတ်ကတော့လူဆိုးတွေကိုတီးပြဖို့အတွက်ပြင်ဆင်လိုက်ပြီးတစ်ဖက်မှာလည်းဘုံမူကြီးကလူဆိုးနောက်ကိုလိုက်နေရင်လမ်းလျှော်သွားတာကြောင့်လူဆိုးရဲ့ပေါ်ကိုပြုတ်ကျလာခဲ့ပါတယ်။အီနူမာတို့ကလူမိုက်တွေကိုအကုန်တီးပေးလိုက်ပြီးနောက်ထပ်လူမိုက်တွေကထက်ရောက်လာတာကြောင့်အီနူမာကဝတ်တုတ်ကိုထွက်ပြေးဖို့အတွက်ပြုတ်နေတဲ့အချိန်ကျဲလောင်တဲ့အတန်ကိုကြားလိုက်ရပြီးနောက်ကနေဆိုင်ကယ်နဲ့လိုက်လာနေတဲ့ runner ကတစ်သားဓာတ်နဲ့အကုန်လုံးကိုတီးပေးလိုက်ပါတယ်။အဲနောက်မှာတော့အီနူမာကအကြောင်းစုံကိုရှင်းပြလိုက်ပြီးဝတ်တုတ်ကလူကူတူကိုကူညီဖို့အတွက်ပြောလာခဲ့ကဒါပေမဲ့ runner ကလူကူတူကိုယုံကြည်တာကြောင့်လမ်းပေါ်မှာထိုင်ဆောင်နေကဘုံမူကြီးကလည်းလူမိုက်ကိုဖမ်းမိသွားပြီးအဲအချိန် runner ကသူလူကူတူကိုချစ်မိနေကြောင်းပြောပြလာပါတယ်။တစ်ဖက်မှာလည်းလူကူတူကအဝိကြီးကိုဖတ်ထားကဟီမီနိုကနောက်ကနေကလာခဲ့ပြီးဒီတော့မှအဝိကြီးကသဘောပေါက်သွားပြီးအတိတ်မှာတုန်းကအဖြစ်အပျက်တွေကိုပြန်မြင်အောင်လာပါတယ်။အတိတ်မှာတုန်းကရင်ထင်းရဲကြီးကအဝိကြီးကိုကယ်တင်ခဲ့ပြီးလွတ်ထွက်လာတဲ့ဆိုင်ကယ်ကဟီမီနိုကိုဝင်တိုက်တော့မဲ့အချိန်ရင်ထင်းရဲကြီးကဝင်ခံလိုက်ပြီးတက်တိရှိတဲ့အဝိကြီးကဆိုင်ကယ်ကိုမကထွက်သွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့အဝိကြီးကအရှိန်တင်လိုက်ပြီးနောက်ကနေလိုက်လာနေတဲ့ဟီမီနိုကလည်းမျက်လုံးတွေညီရဲလာခဲ့ကဒါကိုမြင်တော့အဝိကြီးကအကြိုက်တွေ့သွားခဲ့ပါတယ်။လူကူတိုလည်းနောက်ကိုလဲလိုက်ပြီးရအောင်ဖမ်းဖို့ပြောလာတာကြောင့်ဟီမီနိုလည်းအားတက်သွားကလမ်းခွေကိုရောက်လာတော့အဝိကြီးကသူ့ဆိုင်ကယ်ကိုစောင်းချလိုက်ပြီးလူကူတိုရဲ့လေးချိန်ပြောသွားတာကြောင့်ပျော်နေပေမဲ့လူကူတိုကဟီမီနိုရဲ့လက်ကိုဆွဲထားပြီးသူအနိုင်ဆိုကပြောနေပါတယ်ဒီလိုနဲ့သူတို့တွေပြန်ရောက်လာတာကြောင့် runner ကပြောနေခဲ့ပြီးအဝိကြီးကသူ့အရှုံးကိုကြည်ကြည်နက်နက်နဲ့လက်ခံလိုက်ကရင်ထင်းရဲကြီးရဲ့လိပ်စာကိုပေးလာခဲ့ပြီးတော့ဂိုင်းကောင်းဆောင်ရဲ့နေရာကိုလည်းဟီမီနိုကိုလွှဲပြောင်းပေးခဲ့ပါတယ်နောက်နေ့မှာတော့ဟီမီနိုကရင်ထင်းဦးလေးစီကိုခေါ်လာခဲ့ပြီးအဝိကြီးကရှက်လို့ထွက်သွားဖို့လုပ်နေပြီးဦးရဲကြီးကဖတ်လာခဲ့တာကြောင့်အဝိကြီးလည်းမျက်ရည်တွေပါကျလာခဲ့ပါတယ်ဒီလိုနဲ့သူတို့တွေသွားလေဖို့လုပ်နေကြပြီး runner ကလည်းလူကူတူသူ့ဆိုင်ကယ်ကိုမစီးလို့စိတ်ဆိုးနေပြီးဟီမီနိုကတေချာကင်ထားဆိုပြီးပြောနေကဆိုင်ကယ်ကိုအချိန်မပြင်းနဲ့မောင်းပြလိုက်တာကြောင့်လူကူတူလည်းပြမကယ်ပါဦးဆိုကပြောနေရင်းနဲ့တပိုင်းပြီးသွားပါတယ်သူငယ်ချင်းတွေကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါဦးခင်ဗျာ